Bishan Amokyo Park ကိုပဲသွားနေဖြစ်ပါတယ် Let's go Okay Hello Hello So now we're at Bishan Amokyo Park Ta-da Hello ဒီချာဆောင်လိုက်ပါမဒီရောက်တာဘယ်နည်းလောက်ရှိပြီဒီနေ့လောက်ရှိပါဒီနေ့လောက်ရှိပြီနော်ဒါရွယ်အမဒီရောက်တော့ struggle ဒီ expectation တွေဘယ်လိုရှိရောstruggle ကြတော့ပိုလီစစတက်မယ်ဆိုရင်အရင်ကြောက်တယ်ကိုက international score မဟုတ်တော့သူတို့ပြောတယ်နားမလဲတာဆိုပြောကိုနိုင်ငံကတိတ်မရှိသေးဘူးအဲ့တော့ကျွန်တော်ကဆိုဒီမှာကိုက Singaporean မဟုတ်ရင်ဒီနိုင်ငံမှာကြီးလာတဲ့ကလေးတွေပဲဆိုတော့ကိုကကိုအရင်တယောက်တည်းဖြစ်နေပါအရင်ကြောက်တယ်ဒါပေမဲ့လည်းကောင်းတာတကယ်ကြီးနေအများကြီးရှိတယ်ပြီးတော့ကို international score မလို့ဆိုပြီးတော့တက်သွဲခေါ်တယ်အများကြီးရှိတယ် So ပြောမယ်ဆိုရင် orientation of fresher welcome to ကနေစတာပဲပေါ့ဟုတ်တယ် Oh this nice that's nice အဲ့တော့ဒီမှာနေရောအခုရောက်လာချင်းဘယ်လိုမျိုး struggle ဖြစ်ခဲ့ struggle တွေကတော့လေ policy ရှောက်ရတာပေါင်းစုံပဲကွာဘာလို့ဆိုဒီနေ့ကျတော့လူတွေကအများများရမလားကိုတက်ချင်တဲ့ကြောက်ကိုတက်ချင်မြေရှားပါမသိဘူးကွာတကယ်ဆိုအရင်နဲ့တော့တကယ်ချင်းနေဆိုရင် I think March ကစလောက်ပဲက result တွေရလို့ပဲရှို့ဆိုရင်တော့ February last week ဟုတ်တယ်မလားအဲ့လေကိုရမဟုတ်ဘူးကွာဒီလားဟဲ့နီအဲ့လည်းမခေါ်သေးဘူးနန်ရလည်းမခေါ်သေးဘူးရှားသူရပြီငါရဘယ်နာရှာပါလဲ roommate ကရောဘယ်သူနဲ့ကြားပါလဲ because we don't want to get paired up with random people and have unnecessary drama right but ကျွန်တော်ဒီကဦးလေးကသူ red ရှာပြလိုက်တယ်ကွာအဲ့မှာလေနီအဲ့ကစောင်းခေါ်စားတယ်ရောက်လာအဲ့တော့ဆိုရင်လေI was so happy that I literally cried. So တဖြည်းဖြည်းနဲ့စပြီးတော့အဆင်ပြေလာ။ဒါပေမဲ့ဒီရောက်လာတော့တလားတိတိပဲကွာအဲ့ဒီဟိုဗာ ICA ကိစ္စ bank account ကိစ္စစုံနေတာပဲအပတ်အနေငယ်မှာနေတာဟုတ်တယ်ကွဒီ part time တို့ပါတော့တော်တော်လေးကိုတော့ adapt လာရတယ် How was the first day of school? The first day of school like people may think that I'm very confident and outgoing, but actually I was just nervous and anxious, right? So I just forced myself to talk with everyone. You know, I just socialize with everyone first so that I feel like I will fit in or something like that. You know, but it naturally went well. I was wondering since you why, ko sa expect hara. Maပြောလို့ပဲ Singaporean တွေ PR တွေသူတို့နဲ့ကိုကအရန် different ဖြစ်နေမှာlanguage barrier အဲ့ပါတိတ်စင်ပြေမှာဒါပေမဲ့သူ့လည်းဆွဲခေါ်စင်ပြေသွားပါတယ်ဗောနော်မသိရော Hi ဒီဗီဒီယိုလုံးမှာ hi နေပြီဒီတိုင်းပဲကြိုက်ထားလိုက်တော့ Okay ဘလို့ခေါ်လဲမသိဘူးလေတော့မှာအဲ့ဘာလို့လေဟာတိုင်းမှာလွှဲနေတယ်လို့ပြော လီဟာနေတယ်မှာဟာ It's a metal thingy you know ဒီလိုလဲနေရဟာလား လို့လဲနေတာတော့မို့အတုံးလာပြီပဲကွာ ညင်ကြီးပေါ်မှာလားကောင်းကင်ပေါ်မှာ ဒီထဲမှာလွှဲနေတာ ခွီးနေရပြီအဲ့တော့အခုနှစ်ယောက်လုံးကတရုတ်စကားပြောတတ်တယ်ဆိုတော့တရုတ်စကားကိုမပြောတတ်နဲ့ပြောကြမယ်ပေါ့နော် ဟုတ်ကဲ့လား大家好大家好你好我们现在在阿莫 Q 比轩公园对马现在现在我们去water lily no water lily no what is that lily ကိုတရုတ်လိုဘယ်လိုခေါ်လဲ Okay let me Google first Okay we have Googled Okay so currently 我们在去百合池塘但是我们不知道那个在哪里对啊我们在努力寻找加油
拜盒ပြောထားတာက recycle ရှာညောက်လာတယ်ပေါ့ recycle ကျန် recycle ပြောတယ်လို့ recycle ကဘာလဲ回收三anyway recycle anyway hill yeah so we're now at the recycle hill yay oh wow would this be in the store I hope it is oh it is oh yeah it is thoughကိုဓာတ်ပုံရိုက်လို့ရသွားတော့နောက်ထပ်တနေရာကိုသွားပြီးဓာတ်ပုံထိုင်ရိုက်ဖို့ပါတယ်ပါလေ我必须为你们啊，丢它出来呀，那个有什么二呢？还是鱼在二？别急啊 Let's go